န်နာလို့ခေါ်တဲ့မိန်းကလေးငယ်လေးတယောက်ကခန္ဓာကိုယ်စူးစမ်းကြပြီးဆွဲဆောင်မှုရှိတဲ့ကောင်မလေးတယောက်လေ့ကျင့်ခန်းလုပ်နေတာကိုမေးကြည့်နေပါတယ်ဟန်နာကကိုယ်လေ့ကျင့်ကြအောင်စူးစမ်းနေတာကြာပြီဖြစ်ပေမဲ့အလေးချိန်ကဘလို့မှတက်လိုက်ကြလိုက်မရှိပဲတသမတ်သေးပဲဖြစ်နေပါတယ်အဲ့ဒီကောင်မလေးဖြစ်တဲ့အာလာနာကဟန်နာသူ့ကိုကြည့်နေတာကိုမိသွားပြီကိုယ်လေ့ကျင့်ကြဖို့12ပတ်ကြာစင်ခေါ်ပွဲမှာအတူတူပါဝင်ဖို့လာကမ်းလန်းပါတယ်ဟန်နာကတော့ဝေလေးစွာနဲ့ပဲလက်ခံလိုက်ပါတယ်ဟန်နာဟာစီကျောင်းသူတယောက်ပါဒီကနေ့မှာတော့ကျောင်းသားတွေအတွက်လေ့လာဖို့အလောင်းတွေခွဲဝေပေးကြပါတယ်သူမရဲ့အဖွဲ့ကတော့ကိုလေးချင်းအရမ်းများတဲ့အမျိုးသမီးကြီးတယောက်ရဲ့အလောင်းကိုရရှိခဲ့ပါတယ်အဲ့ဒီအမျိုးသမီးရဲ့လက်သေးတွေမှာဟန်နာဆူထားတဲ့လက်သေးဆူးစေးရောင်နဲ့အတူတူဖြစ်နေပါတယ်အိမ်ပြန်ရောက်တဲ့အခါဟန်နာကအဲ့ဒီလက်သေးဆူးစေးကိုဖယ်ရှားလိုက်ပါတယ်ဒါပေမဲ့ဆေးဖယ်နေတော့မှပဲသူမရဲ့နောက်ဖက်မှာဘာမှမသိတဲ့အရာတစ်ခုရှိနေတယ်လို့ခန်းစားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့သူမရဲ့ဒိုးနက်မုတ်တွေကိုအမိုက်ပုံးနဲ့တွားပစ်ဖို့ထွက်လာခဲ့ပါတယ်အမိုက်ပုံးကပုံမှန်ထက်အများကြီးပုံနဲ့နေတာကိုခူးဆန်းစွာတွေ့လိုက်ရပါတယ်ဒီနေ့ကဟန်နာရဲ့မွေးနေ့ပါသူမနဲ့တငယ်ချင်းတွေကဘာတစ်ခုမှရောက်နေကြပြီးတစ်ဖက်မှာရှိတဲ့ကောင်မလေးတယောက်ကဟန်နာကိုစက်ကြည့်နေပါတယ်တငယ်ချင်းဖြစ်သူနီတီကတောဆန်းကြည့်ဖို့တိုက်တွန်းပေမဲ့ဟန်နာကလက်ခပြပြီးအိမ်သာဘက်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကောင်မလေးကသူမစီကိုရှောက်လာပြီးမိတ်ဆက်ပေးပါတယ်သူမကတော့ဟန်နာရဲ့နေတငယ်ချင်းဟောင်းဖြစ်နေတဲ့မယ်လီဆာပါပဲမယ်လီဆာကအခုခါမှလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီမယ်လီဆာကဂရေးလို့ခေါ်တဲ့ဈေးကြီးတဲ့စစ်တမျိုးအကြောင်းပြောပြပါတယ်အဲ့ဒီစီကအတိမတ်ပြုခံထားရတာတော့မဟုတ်ပါဘူးဒါပေမဲ့ဘာရီပဲဆက်စားကိုလေးချိန်ကအလွယ်တကူကျသွားစေနိုင်တယ်လို့ဆိုပါတယ်သူမကဟန်နာကိုစမ်းသက်ကြည့်ဖို့စေးတောက်တောက်အောင်ပေးလိုက်ပါတယ်ဒီဆေးတွေကြောင့်ပဲမယ်လီဆာကလူပုံစံလုံးဝပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီညမှာသူတို့ပါတီပွဲလုပ်ပြီးပျော်ပါကြပါတယ်မူးနေတဲ့အချိန်မှာဟန်နာကပုံမှန်ထက်အများကြီးပိုစားမိသွားပါတယ်မနေ့ရောက်တဲ့အခါဝီစီတက်တစ်ခုကသူမရဲ့အိတ်ဆက်ချင်းကိုဖျက်တော့လိုက်ပြီးနှိုးလိုက်ပါတယ်အပြင်ဘက်ကနေအတန်တွေလွတ်ပြတ်လာပါတယ်မှန်ထဲမှာတစုံတယောက်ရဲ့အရေးရောင်ကိုမြင်လိုက်ရပါတယ်ဟန်နာကကိုလေးချိန်တိုင်းဖို့အတွက်တခွဲစကီပေါ်တက်လိုက်တဲ့အခါအလေးချိန်ကတက်လာတာကိုပဲတွေ့ရပါတယ်သူမကအိတ်ထဲကစီးတောင်ကိုထုတ်ပြီးမယ်လီဆာစီကိုဇင်းလုံးဘလောက်လဲလို့မစစ်ဖို့မေးမြန်းပါတယ်သူမရဲ့ဖုန်းထဲမှာတော့ခန္ဓာကိုယ်ကိုချစ်ခင်လက်ခံရည်နဲ့ကိုလေးချိန်ကြစီတဲ့ဗီဒီယိုတွေနဲ့ပြည့်နေပါတယ်မယ်လီဆာကပြန်စာပို့လာပြီးစေးတပူကို9000ကျတင်တယ်လို့ဆိုပါတယ်ဟန်နာကမိဘတွေရဲ့အိမ်ကိုသွားတဲ့အခါအဲ့အပြင်ဘက်ကလေးကသူတို့ရန်ဖြစ်နေကြတဲ့အတန်ကိုကြားနေရပါပြီသူမရဲ့အမေကမျက်ရည်တွေဝဲနေပြီးမျက်နှာမှာအတင်းပြုံးပြရင်မွေးနေ့ဆူတောင်းပေးပါတယ်သူမအတွက်တီးတက်လုပ်ထားတဲ့ကျမကြီးနဲ့ညီညွတ်ပြီးအစီကျနေတဲ့ကိမုတ်တလုံးကိုလည်းလုပ်ပေးထားပါတယ်နောက်တစ်နေ့မှာဟန်နာကအဲ့ဒီဆေးကိုသူမရဲ့လက်တွေ့စံတခန်းမှာစစ်ဆေးကြည့်ပါတယ်စစ်ဆေးချက်အရဆိုဒီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေအလွန်မင်းမြမားနေတာကိုတွေ့ရှိရပါတယ်အဓိကအဖြစ်ဒါဟာလူအယူပြတွေပါပဲအဲ့ဒီနေ့မှာပဲအတန်းထဲမှာအလောင်းနဲ့လက်တွေ့တင်ခန်းစာလုပ်ကြပြီးအဲ့ဒီအလောင်းကိုဘာသာလို့နာမည်ပြောင်းပေးလိုက်ကြပါတယ်သူတို့ကအလောင်းရဲ့နေရုပ်တစ်ချောင်းကိုဖျက်ရှားလိုက်ပါတယ်လူတွေအားလုံးဖတ်သွားကြတဲ့အခါဟန်လာကအမိုက်ပုံတွေကနေအဲ့ဒီနံရုပ်ကိုဆွဲထုတ်လိုက်ပါတယ်သူမကအဲ့ဒီနံရုပ်ကိုမီးဖိုထဲထည့်ပြီးအယူပြဖြစ်သွားအောင်မီးရှို့လိုက်ပါတယ်အဲ့ရောက်တဲ့အခါအဲ့ဒီအယူပြတွေကိုစီးတောင်းတွေထဲထည့်ပါတယ်ပထမဆုံးအချိန်စီးတောက်လိုက်တဲ့အချိန်မှာပဲသူမရဲ့ဝမ်းပိုက်ထဲမှာတကွီကွီနဲ့အတန်တွေမြည်လာပါတယ်အဲ့ဒီနောက်မှာတော့ဘာမှမတင်ထားတဲ့စကေးဆက်ပေါ်မှာလူတယောက်ရဲ့အလေးချိန်ပေါ်လာပါတော့တယ်ဟန်နာကအာလာနာရဲ့စင်ခေါ်ပွဲမှာလည်းပါဝင်ခဲ့ပါတယ်အဲ့ဒီညမှာဗိုက်စာလာကြောင့်မီးဖို့ခန်းထဲကိုရှော့သွားခဲ့ပါတယ်အဲ့ဒီမှာရီနွေးအိုးရဲ့မှန်ပြထင်ဟပ်မှုထဲမှာသူမရဲ့နောက်ဖက်မှာတစုံတယောက်ရက်နေတာကိုမြင်လိုက်ရပါတယ်ဒါဟာအယုပြကြောင့်ဖြစ်လာတဲ့အမြင်အာရုံမှားယွင်းမှုဖြစ်မလားဆိုပြီးသူမရဲ့မဆုစာအုပ်ထဲမှာရေးမှတ်ထားလိုက်ပါတယ်နောက်ရက်တွေမှာဟန်လာကလေ့ကျင့်ခန်းလုပ်တဲ့စေတောက်တယ်ညဘက်ရောက်ရင်အစားတွေအများကြီးစားပါတယ်အရင်ကထက်ကိုပိုစားနေပေမဲ့ကိုလေးချိန်ကစတင်ကျဆင်းလာပါတယ်သူမရဲ့တူတက်မှုကိုသဘောကျတဲ့အာလာနာကသူမနဲ့အတူတက်ပုံရိုက်ပြီး Instagram မှာတင်ပေးခဲ့ပါတယ်ဟန်နာကသူမရဲ့နောက်ဘက်ကနေအတန်တစ်ခုထွက်လာတာကိုကြားလိုက်ရပါတယ်ဂျီနွေးအိုးရဲ့မှန်ပြချေဟမ်းမှုမှာသူမရဲ့နောက်ဘက်မှာတခုခုရက်နေတာကိုထပ်ပြီးတွေ့လိုက်ရပါတယ်သူမကအဲ့ဒီနေရာမှာမှန်ကြီးတစ်ချက်တက်ဆင်ပြီးကြီးဖို့စူးစမ်းပေမဲ့မှန်ထဲမှာဘာမှမပေါ်လာပါဘူးအဲ့ဒီຢာကခုံးနေတဲ့မှန်ပြချေဟမ်းမှုမှာဒါမြင်ရတာဖြစ်ပါတယ်ဇွန်းတစုံရဲ့ချေဟမ်းမှုကိုအသုံးပြုပြီးဟန်နာတိုးတော့ကြည့်တဲ့အခါအဲ့ဒါတခြားသူမဟုတ်ပဲဘာသာဖြစ်နေတာကိုတွေ့ရပါတယ်ဟန်နာကအဲ့ဒါတွေအားလုံးကိုမှတ်စုစာအုပ်ထဲမှာရေးမှတ်ထားလိုက်ပါတယ်နောက်တစ်နေ့မှာသူမရဲ့အမေကအိမ်ကိုရောက်လာပါတယ်အမေကခီးချွတ်တော့မှဖြစ်ပြီးအဖေကတယောက်တည်းကြံခဲ့လို့မရလာကြောင်းဟန်နာအတွက်အံ့ဩစရာဖြစ်သွားပါတယ်အမေကတမိသူကိုတွားကြည့်ပေးမယ်မဟုတ်လားလို့မိပါတယ်နောက်တစ်နေ့မှာဟန်နာအိပ်ပျော်နေတော့ဘာသာကသူမရဲ့အပေါ်နားမှာပြန်ဝဲနေပါတယ်သူကဟန်နာစီကိုတဖြည်းဖြည်းဆင်းတက်လာပြီးသူမကိုဖိနှိပ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟန်နာလန့်နိုးလာပါတယ်နောက်ရက်တွေမှာလည်းဒီလိုပုံစံတိုင်းပဲဆက်ဖြစ်နေပါတယ်ဟန်နာကအစားတွေအများကြီးစားတဲ့ဘာသာရဲ့ကိုယ်ထဲကအယိုးတွေကိုဆွဲထုတ်တယ်အယိုးပြဖြစ်အောင်မီးရှို့ပြီးဆေးအနေနဲ့တောက်တယ်ကိုလေးချိန်ကလည်းဆက်ပြီးကျဆင်းနေပါတယ်ဒါပေမဲ့အဲ့ဒါနဲ့အတူသူမရဲ့စိတ်ထဲမှာမိကုန်းတွေပေါ်လာပါတယ်ဘာသာတာပို့ပြီးကြီးလာတာလားသူမကပို့ပြီးအစွမ်းထက်လာတာလား
တစ်ချိန်မှာတော့ဟန်နာရဲ့ကိုလေးချိန်က59ကီလိုဂရမ်ကိုရောက်ရှိသွားပါတယ်။သူမရဲ့ကိုလေးချိန်ကျစီခြင်းနဲ့ရီမန်းချက်တိမြောက်သွားပါပြီ။အာလာနာကဒီတိုးတက်မှုကိုမြင်တဲ့အခါဟန်နာကိုတက်တယ်ပဲ။နားရဲ့အစားတောက်လမ်းညွှန်ချက်တွေကိုလိုက်နာနေတာလားလို့မေးပါတယ်။စိုးရိမ်တကြီးနဲ့ပဲနေပါပဲလုပ်နေပါစေဘလို့ချက်လန်းကိုပဲတွေ့တယ်လို့ထင်နေပါစေ။ဒါကမကောင်းတဲ့လမ်းကြောင်းတစ်ခုပဲဆိုတာငါပြောချင်တယ်လို့ပြောပါတယ်။ဒါပေမဲ့ဟန်နာကသူမဘာမှမလုပ်ပါဘူးလို့ပြန်ပြောပါတယ်။အာလာနာတုကိုရက်တက်ပတ်တွေနဲ့ချီပြီးလှုပ်ခိုင်းတာတွေကိုပဲလုပ်နေတာဖြစ်ပြီးအာလာနာသဘောကျစေခြင်းလို့ပါလို့ဆိုပါတယ်။အဲ့ဒီခါမှာတော့အာလာနာကဟန်နာရဲ့သူမအပေါ်ထားရှိတဲ့ခံစားချက်တွေကိုသဘောပေါက်သွားပါတယ်။စိတ်ကြီးခိုက်သွားတဲ့ဟန်နာကတကြားတက်ပါတဲ့မုံမေကိုအပုံလိုက်ဝဲလာခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်လို့စားဖို့กินတဲ့အခါအာလာနာရဲ့မျက်နှာကိုပြန်တတိယသွားပါတယ်။သူမကချောကလက်ဘားကိုမကင်ပါဘူး။အဲ့ဒီအချိန်မှာချောကလက်ဘားကသူ့အလိုလိုသူမစီကိုရှော့ချလာပါတယ်။ဟန်နာကထိုင်ပြီးအဲ့ဒါကိုကောက်ယူလိုက်ပါတယ်။ကြောက်ကြောက်လက်လက်နဲ့စားလိုက်ပေမဲ့တဖြည်းဖြည်းနဲ့အရသာတွေ့လာပြီးနောက်ထပ်ချောကလက်ဘားတစ်ခုကလည်းသူမစီကိုရှော့ချလာပါတယ်။အဲ့ဒီຢာကိုဖွင့်လိုက်တဲ့အခါမုတ်အိတ်တစ်ခုလုံးသူမစီရောက်လာပါတယ်။ဟန်နာကအားလုံးကိုမဖြစ်မနေစားပစ်လိုက်ရပါတယ်။အတန်းထဲမှာဘာသာရဲ့အလောင်းကိုလိလာနေတော့အဖွဲကသူမမှာအသေးကင်ဆာယောဂရှိခဲ့တာကိုရှာဖွေတွေ့ရှိခဲ့ကြပြီးအဲ့နာကပဲသူမကိုတေဆုံးစီခဲ့တာဖြစ်နိုင်ပါတယ်။နောက်တစ်နေ့မှာဟန်နာကမိဘတွေရဲ့အိမ်ကိုတွားရောက်ခဲ့ပြီးမိဖို့ခန်းတစ်ခုလုံးဖျော်ဖျဲဖြစ်နေတာကိုတွေ့ရပါတယ်။သူမကအစားအစာတွေမှယူပြီးကိုလေးချိန်အတော်လေးများတဲ့သူမရဲ့အဖေရှိမှချပေးပါတယ်။အဲ့ဒီနောက်ဟန်နာကဂျင်ကိုတန်းပြီးသွားခဲ့ပြီးအဲ့ဒီမှာအာလာနာနဲ့အဝတ်လဲခန်းထဲမှာစုံဖြစ်ကြပါတယ်။အာလာနာကကျန်းတဲ့အောင်လုပ်ခဲ့တာမဟုတ်ဘူးဆိုပြီးအရင်ရက်ကပိစအတွက်တောင်းပန်ပါတယ်။စကားပြောနေရင်းနဲ့သူမကဟန်နာနာကိုတူးကလာပြီးအနမ်းပေးပါတယ်။အဲ့ဒီနောက်မှာဟန်နာကစီးရီဆက်မတောက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။စီးတုံးတွေထဲကအယိုးပြအားလုံးကိုတာပါဝဲဘူးတစ်ခုတည်းကိုထည့်လိုက်ပါတယ်။အမိုက်စာတွေအားလုံးကိုလွှင့်ပစ်လိုက်ပြီးကျမရင်းနဲ့ညီညွတ်တဲ့အစားအစာတွေကိုစတင်ချက်ဖြုတ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျီကဲတက်တာတကားကသူ့အလိုလိုကွင့်လာပါတယ်။ဟန်နာကပိတ်လိုက်ပေမဲ့တခါပြန်ပွင့်လာပါတယ်။သူမရဲ့ဝမ်းပိုက်ထဲမှာတကွီကွီနဲ့အတန်မြည်လာပါတယ်။ဇုံးရဲ့မှန်ပြချင်းဟမ်းမှုကိုကြည့်လိုက်တဲ့အခါဘာသာကသူမရဲ့နောက်ဖက်မှာတကယ်ရက်နေပါတယ်။ဟန်နာကရေခဲတက်တာတွေကအစားအစာတွေကိုဆွဲထုတ်လိုက်ပေမဲ့မစားဘဲအမိုက်ပုံးလေးကိုပြစ်ချလိုက်ပါတယ်။ဒါကြောင့်ဘာသာကအလုံးမင်းဒေါသထွက်သွားပါတယ်။ဟန်နာကသူမရဲ့အခန်းထဲကိုပြန်သွားပြီးလဲနေပေမဲ့တကားကသူ့လိုလိုပွင့်လာပါတယ်။ဘာသာရဲ့လေးလံတဲ့ခန္ဓာကိုလှုပ်ရှားနေတဲ့အတန်တွေကအခန်းထဲမှာပြည့်နေသွားပါတယ်။ဝိယာကသူမရဲ့အလေးချိန်ကြောင့်မိကျသွားပါတယ်။အဲ့ဒီနောက်ဘာသာထွက်သွားပါတယ်။ဟန်နာကတကားကိုတောက်ခတ်ပြီးအိပ်ပျော်သွားခဲ့ပေမဲ့နိုးလာတဲ့အခါရေခဲတက်တာတွေကအစားအစာတွေအားလုံးကိုသူမကိုယ်လိုက်စားတော့ပစ်လိုက်ပြီးဖြစ်နေတာကိုတွေ့ရပါတယ်။နောက်တစ်နေ့မှာဟန်နာကအွန်လိုင်းမှာဒါနဲ့ပတ်သက်ပြီးစတင်သူတည်တနာလုပ်ပါတယ်။စေပညာဘက်ကိုပြီးဖက်ထားပြီးနှက်ဝင်ပူးတာတွေအကြောင်းကိုစတင်ဖတ်ရှုပါတယ်။ဟန်နာကမယ်လီစာနဲ့တွေ့ဆုံပြီးစစ်တောင်းတွေထဲမှာလူယူပြတွေပါဝင်နေကြောင်းပြောပြပါတယ်။သူမရဲ့ကိုယ်ပိုင်ဆေးတွေကြောင့်ဘလို့ပြေးထွက်စူးကျိုးတွေရှိလဲဆိုတာကိုလည်းမေးမြန်းပါတယ်။မယ်လီစာကတခါတလေမှာအိမ်မဆိုးတွေမတ်တာပဲရှိတယ်လို့ဆိုပါတယ်။တခါကအဲ့ရပေါ်မှာလန်းနေတော့စင်းကြံထဲမှာတစုံတယောက်ဝီစီမုတ်နေတာကိုကြားဘူးတယ်လို့ပြောပါတယ်။ဒါကဟန်နာကြုံခဲ့ရတာနဲ့အတူတူပါပဲ။ဒါပေမဲ့မယ်လီစာကစစ်တောက်တာရက်လိုက်တဲ့အချိန်ကစပြီးအဲ့ဒီလိုမျိုးဘယ်တော့မှထပ်မဖြစ်တော့ပါဘူး။ဒါပေမဲ့ဟန်နာအတွက်တော့ဆက်ဖြစ်နေသေးပါပဲ။မယ်လီစာကဟန်နာကိုကိုယ်တိုင်သွားစစ်ဆေးကြည့်ဖို့အကြံပေးပါတယ်။ဒါကြောင့်ဟန်နာကစစ်စစ်မှုအချို့ပြုလုပ်ပါတယ်။စစ်ဆေးချက်အရသူမရဲ့ပန်ကရိယာမှာအကျိတ်တစ်ခုရှိနေတာကိုတွေ့ရပေမဲ့အလုံးသိငယ်ပြီးအန္တရာယ်မရှိတဲ့အကျိတ်မျိုးစားဖြစ်ပါတယ်။ဒါကသူမအိပ်ပျော်နေစဉ်လမ်းလျှောက်တဲ့တက်တနာနဲ့လုံးဝမသက်ဆိုင်ပါဘူး။ဆရာဝန်ကဒါဟာအစားတောင်းတဲ့ပင်မနှွမ်းနယ်မှုကြောင့်ဖြစ်နိုင်တယ်လို့ပြောပါတယ်။ဟန်နာသာပိုပြီးပိန်ပါလာပါတယ်။တညမှာစာရီနောက်ကျတဲ့အထိလိလာနေတော့အလွန်မင်းပင်မနှွမ်းနယ်နေပါတယ်။အဲ့ဒီချိန်မှာသူမရဲ့မဆုစာအုပ်ပေါ်မှာအိတ်မနေနဲ့လို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့မျက်လုံးတစ်ဖက်ကထူးဆန်းတဲ့ပုံစံနဲ့လှုပ်ရှားလာပါတယ်။နောက်တစ်နေ့မှာဘာသာရဲ့လူအင်္ဂါစိတ်ပိုင်းတွေသာသူမအတွက်ကင်းမှုတစ်လုံးလိုဖြစ်လာတာတွေ့ရပြီးအတန်းဖော်တွေကိုပါစိုးရင်ထိလန့်စီပါတယ်။တငယ်ချင်းဖြစ်သူဂျိုစီကဘာဖြစ်လို့လဲလို့မိပါတယ်။ဂျိုစီကဟန်နာရဲ့အယိုးပြဆေးတွေအကြောင်းသိထားတဲ့တူဦးလေးတော်သူဖြစ်ပါတယ်။သူမကနင်ချားနေတယ်လို့ပဲဟန်နာစကေးဆက်ပေါ်မှာတက်မှတ်ထားတဲ့ကနက်တစ်ခုကိုရောက်သွားရုံနဲ့နင်တကယ်ပဲအလိုလိုတက်တာသွားမယ်လို့ထင်နေတာလားလို့ပြောပါတယ်။ဂျိုစီကသူမကိုသူမဒုက္ခမပေးတော့ကိုတိုက်တွန်းပြီးထွက်သွားပါတယ်။ဟန်နာကအာလာနာစီကိုသွားပါတယ်။သူတို့အရက်တောက်ကြပြီးအခြေအနေတွေပိုပြင်းထန်လာပါတယ်။ဒါပေမဲ့အိပ်ပျော်နေတဲ့အချိန်မှာတော့ဟန်နာရဲ့ဝမ်းပိုက်ထဲမှာတကွီကွီနဲ့မြည်လာပြီးအာလာနာရဲ့မိဖို့ကန်းလယ်မှာအစားအစာတွေအားလုံးကိုစားတိပိတာအနေထားနဲ့တတိပြဝင်လာပါတယ်။အာလာနာကအဲ့နာကိုတွေ့သွားပါတယ်။ဟန်နာကအားလုံးကိုလိုက်ရှင်းလင်းဖို့ကြိုးစားပေမဲ့အာလာနာရဲ့တမန်ချင်းတယောက်ရောက်လာတဲ့အခါလမ်းမပေါ်ကကားမောင်းနောက်ကြီးမှန်ကနေထွက်ပြေးသွားတာတွေ့ရပါတယ်။ဘာသာကသူမရဲ့နောက်ဘက်ကိုအနီးတက်လိုက်လာနေတာကိုသူမတွေ့လိုက်ရပါတယ်။ဟန်နာကအစားအစာတွေဝယ်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ဘာသာသူမရဲ့ခန်းဘက်ကိုလာနေတာကိုကြားလိုက်ရပါတယ်။
တကားကိုတခုခုကလာဖွင့်ဖို့စူးစမ်းနေပေမဲ့တကယ်တော့ဟန်နာရဲ့အဖေပါပဲသူမကမိဘရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီအဲ့ဒီနောက်ဘာသာသားသူမအခန်းရဲ့မှန်ပြတင်းပေါက်ကိုကွဲအပ်အောင်ရိုက်ခွဲပြီးအတင်းတိုးဝင်လာပါတယ်ဟန်နာကသူမဝဲလာတဲ့အစားအစာတွေကိုအမျက်စားပါတယ်တကားဝမှာရက်နေတဲ့အဖေကိုမမဲပြီးပြန်လှုပ်လိုက်ပါတယ်ဘာသာကိုအလုံးမင်းကြောက်လန့်နေတာကြောင့်အစားအစာတွေကိုအများကြီးအတင်းထိုးထည့်ပြီးစားပစ်ပါတယ်သူမစားသမျှအားလုံးကဘာသာအတွက်ထင်နေပါတယ်ဒါပေမဲ့အဲ့ဒီလောက်စားပြီးတာတော့သူမရဲ့ဝမ်းပိုက်ထဲကအတန်ကမရက်တည်ပါဘူးဘာသာကပို့လို့ချင်နေပါတယ်ဟန်နာကမိဖို့ခန်းထဲကတစီတွေအားလုံးကိုရှင်းထုတ်လိုက်ပါတယ်မိဖို့ခန်းထဲကအမေရဲ့ကင်မရာကိုယူပြီးသူမရဲ့ခန်းထဲမှာတက်ဆင်ထားလိုက်ပါတယ်ကျမ်းပြင်ပေါ်မှာလက်အိတ်လိုက်ပြီးအိပ်ပျော်သွားပါတယ်အဲ့ဒီနောက်သူမကမတ်တက်ရက်နေတဲ့အနေအထားနဲ့တတိပြန်ဝင်လာပါတယ်အစားအစာတွေအားလုံးကုန်သွားပါပြီဟန်နာကကင်မရာဗီဒီယိုမှတ်တမ်းကိုစစ်ဆေးကြည့်ပါတယ်သူမကအိပ်ပျော်နေရင်ထလာပြီးအစားတွေစားနေခဲ့တာဖြစ်ပါတယ်သူမရဲ့စာလောင်မှုကိုဖြည့်ဆည်းဖို့အတွက်စင်ပေါ်မှာတင်ထားတဲ့ကိုလင်းထောပတ်တောင်မှစတိခဲ့ပါတယ်အခုတော့ဟန်နာကအန်ထုတ်ဖို့ကြိုးစားပါတယ်ဟန်နာရဲ့အယိုးတွေပေါ်လာတာကိုသူမခံစားရပါတယ်သူမဟာကိုလေးချိန်အများကြီးကျဆင်းသွားခဲ့ပါပြီအဲ့ဒီအချိန်မှာတကားခောက်တန်ကြားရပါတယ်အဖေကသူမအတွက်ပန်ကိတ်မို့လုပ်ပေးထားပါတယ်ဟန်နာကအဲ့ဓာတွေကိုယူပြီးဖေစီကိုတွားပါတယ်ဖေမို့လုပ်တမန်းအောင်တမိမသိဘူးလို့သူမကပြောပါတယ်သူတို့ရဲ့စကားပြောဆိုမှုအရဟန်နာကအဖေကိုမကြိုက်ဘူးဆိုတာထင်ရှားပါတယ်ဘာဖြစ်လို့လဲဆိုတော့အဖေကသူ့ကိုယ်သူဘီယူမဆိုင်တယ်လို့သူတို့ကလည်းအနှဲငယ်တာဂယုဆိုင်လို့ဖြစ်ပါတယ်အဖေကငါအခုထိရှိနေသေးတာပဲလို့ပြောတဲ့အခါသူမကဘဲချင်းကြည့်လဲအဖေနဲ့အတူအဆုံးထိဒီမှာထိုင်နေမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်ဟန်နာကတွေးတဲ့တရားတက်ကိုစစ်ဆေးကြည့်တဲ့အခါခွန်တတမငါရှိနေပါတယ်သူမကဂျိုစီစီကိုတွားပါတယ်ငါ့ကိုကူညီပါငါအလေးချိန်အရန်ညံ့ညံ့ကြနေလို့ပါလို့ပြောပါတယ်ဂျိုစီကမယ်လီဆာရဲ့ဆေးတွေကိုမတောက်ဖို့ငါပြောသားပဲလို့ပြောပါတယ်ဒါကြောင့်ဟန်နာကဒီဆေးတွေကိုဘာသာရဲ့အယိုးပြတွေနဲ့ကိုယ်တိုင်လုပ်ခဲ့တာပါဆိုတဲ့အမှန်တရားကိုဖွင့်ပြောပြပါတယ်ဂျိုစီကအဲ့ဒါကိုရိုရှာဆက်ဆုပ်သွားပါတယ်ဘာသာကသူမကိုဝိညာဉ်ရေးအရာပရက်ကက်နေပြီဖြစ်ကြောင်းဟန်နာကပြောပြပါတယ်အဲ့ဒါကိုတက်တည်ပြဖို့အတွက်ဂျိုစီကိုစွန်းအချုပ်ပေးလိုက်ပါတယ်တွေးတွင်တလူကိုစပမာနာက6မီလီအောက်ကျဆင်းသွားတဲ့အခါလိုက်ဘာသာပေါ်လာတက်တယ်ဆိုတဲ့ theory ဟန်နာမှာရှိပါတယ်အဲ့ဒီပမာဏကျဆင်းသွားအောင်သူမကလေ့ကျင့်နေလုပ်ပါတယ်ဇုံးရဲ့မက်တင်ချေဟမ်းမှုမှာဘာသာစတင်ပေါ်လာပေမဲ့ဂျိုစီကတော့ဘာမှမမြင်ရပါဘူးဂျိုစီကကျောင်းရဲ့စစ်ပညာရှင်နဲ့ဆွေးနွေးကြည့်ဖို့အကြံပြုစာပြုချိန်မှာပဲသူတို့ပတ်လည်မှာရှိတဲ့တစည်းတွေကသူတို့အလိုလိုပြုတ်ကျလာပါတယ်အဲ့နာကိုမြင်လိုက်ရတဲ့အခါမှာပဲဂျိုစီကသူမကိုနောက်ဆုံးမှယုံကြည်သွားပါတယ်ဟန်နာကဒါရီဟာဓာတ်ရိုက်သက်ဆိုင်နေကြောင်းရှင်းပြပါတယ်ကယ်လိုရီပိုစားလေကိုလေးချိန်ပိုကျလေဘာသာပိုကြီးလာလေဖြစ်ပါတယ်မယ်လီဆာရဲ့ကိစ္စမှာတော့စစ်တောက်တာရက်လိုက်တဲ့အချိန်မှတင်အားလုံးပြီးဆုံးသွားခဲ့ပေမဲ့ဘာသာကတော့အဲ့ဒီလိုမဟုတ်ပဲခြားနားနေတယ်လို့ဆိုလိုပါတယ်အတန်းချိန်မှာဟန်နာကပမောက္ခရက်တော့ကိုခိုးယူပြီးဘာသာရဲ့ဖိုင်ခွဲကိုရှာဖွေပါတယ်သူမရဲ့အမည်ရင်းက Grace ဖြစ်ပါတယ်သူတို့ကသူမရဲ့ညီမစီတွားရောက်ပြေဆုံးပြီးမေးမြန်းတဲ့အခါကင်ဆာကအလွန်တင်းနေတဲ့အဆက်လေးကနေစတင်ခဲ့တာဖြစ်ကြောင်းအခုဟန်နာမှာရှိနေတဲ့အကျိနဲ့အတူတူပဲဖြစ်ကြောင်းပြောပြပါတယ်ညီမဖြစ်သူစီကနေ Grace အကြောင်းသိရတဲ့အခါဘာသာကသူမကိုဘာကြောင့်ပြက်ကက်ခဲ့လဲဆိုတာကိုဟန်နာနားလည်သွားပါတယ်ဘာသာစီကနေယူထားသမျှအရာအလုံးကိုသူမပြန်ပေးဆက်ရပါမယ်ဟန်နာကအယိုးပြတွေယူဖို့အိမ်ကိုပြန်လာခဲ့ပေမဲ့အမေကအိမ်သက်ရှင်းရင်လုံးနေပါပြီဟန်နာအရန်ပိန်ပါသွားတာကိုတွေ့ရတော့အမေကအံ့ဩသွားပြီသမီးအစဉ်ပြေးရလားလို့မေးပါတယ်ဟန်နာကအယိုးပြဖို့ကိုလိုက်ရှာပေမဲ့အမေကတန်ရှင်းရေးလုပ်ရင်းပစ္စည်းတွေကိုရွှေ့ထားလိုက်ပါပြီတာပါဝဲဘူးထဲမှာဘာမှမရှိတော့ပါဘူးအမေကအဲ့ဒါကိုအမိုက်လို့ထင်ပြီးယူပစ်လိုက်ပါပြီဟန်နာကအပြင်ဘက်အမိုက်ပုံထဲကနေအဲ့ဒါကိုပြန်ခေါ်ထုတ်ယူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့ဝမ်းပိုက်ထဲမှာတကွီကွီနဲ့အတန်မြည်လာပါတယ်ဘာသာသူမစီကိုအနီးကပ်လိုက်လာနေရကြောင်းဟန်နာတင်ဘက်ကိုပြေးသွားပါတယ်ဟန်နာအခန်းကိုရောက်သွားပေမဲ့ရေခဲတက်တာထဲမှာဘာမှမရှိတလို့ပါပဲအမေကစစ်စစ်ချက်ပြူကိုကြည့်ပြီးဘာလို့ဘာမှမပြောခဲ့တာလဲလို့မိပါတယ်ဟန်နာဒါပြင်းထန်တာမဟုတ်ကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့စစ်စစ်ချက်ထဲမှာထူးဆန်းတာတစ်ခုကိုသူမတူးလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဘာသာတကားကိုဖျက်ဆီးပြီးဝင်လာပါအမေကိုမြေကြီးပေါ်လဲကျသွားအောင်တိုက်ချလိုက်ပါတယ်ဟန်နာကအမေကိုအခန်းထဲကိုဆွဲသွင်းလိုက်ပါတယ်ဘာသာအခန်းထဲကပစ္စည်းတွေကိုအလွန်မင်းအကျန်းပဒံပစ်ပေါက်ပါတယ်ဘာသာကဟန်နာရဲ့စပင်ကိုဆွဲခိုင်ပြီးသူမရဲ့အပေါ်ကိုတက်ခေါ်ပါတယ်ဟန်နာရဲ့ခန္ဓာကိုယ်ကသူမရဲ့အလေးချိန်အောက်မှာပြပြလိုမိပါဖြစ်သွားပါတယ်ဘာသာကအခုဆိုရင်အရန်ကိုကြီးမားလာပါပြီဟန်နာကအနားမှာကျနေတဲ့တန့်စင်ဆေးရည်ပလင်းကိုယူပြီးတောက်ချလိုက်တာကြောင့်ဘာသာသူမရဲ့အပေါ်ကနေဖယ်သွားပါတယ်ဟန်နာကသူမရဲ့ပစ္စည်းတွေကိုယူပြီးထပ်ပြေးပါတယ်လမ်းမှာကိုစုံဆိုင်တဆိုင်ကနေဖြော်ရည်ဘူးအကြီးကြီးကိုမောတောက်လိုက်ပါတယ်စီးကန်နဲ့ဝင်နိုင်ဖို့အတွက်တက္ကသိုလ်အဝတ်လဲခန်းကဝန်ထမ်းတအုပ်ရဲ့ကပြားကိုခိုးယူပါတယ်ဂျိုစီရဲ့ဖုန်းကိုယူပြီးတခြားသူတွေကိုဖုန်းမခေါ်နိုင်အောင်စက္ကန့်တစ်ခုထဲမှာတုတ်ခတ်ထားလိုက်ပါတယ်ဟန်နာကလက်တွေ့စမ်းတက်ခန်းထဲကိုတယောက်တည်းဝင်သွားပြီး
နာကိုယုံမလို့ပြောပါတယ်စိတ်ကြွစေတဲ့စေဝါအချို့ကိုရှူရှိုက်လိုက်ပြီးသူမကိုယ်တိုင်ခရစ်စစ်ကူတာမှုပြုလုပ်တော့မှာဖြစ်ပါတယ်အယိုးပြာတွေကြောင့်ဘာသာရဲ့အကျိတ်ရှိတဲ့နေရာအတိုင်းသူမမှလည်းအကျိတ်ဖြစ်လာလို့သူမကယုံကြည်နေပြီးအဲ့ဒီချိတ်ဆက်မှုကိုဖျက်တောက်ဖို့အတွက်အဲ့ဒါကိုဖယ်ရှားရပါမယ်ဂျိုစီကဒီအကြံကိုလုံးဝကန့်ကွက်ပေမဲ့ဟန်နာမှာတခြားနည်းလည်းမရှိတော့ပါဘူးတွေးထွက်မလွန်အောင်ဂျိုစီကစောင့်ကြည့်ပေးဖို့သူမလိုလားပါတယ်အဲ့ဒီနောက်ဟန်နာကသွေးတွင်းတကြားတက်ကိုချော့ချလိုက်ပါတယ်အနားမှာလဲလျောင်းနေတဲ့ဘာသာရဲ့အလောင်းကလှုပ်ရှားလာတာကိုသူမတွေ့လိုက်ရပါတယ်ဟန်နာကစိတ်အာရုံရောက်မှလာပါပြီသူမကိုယ်တိုင်ပလက်စတစ်ဆောင်နဲ့ပလက်ရတာဖြစ်နေတာကိုတွေ့ရပါတယ်သူမပြုတ်ကျသွားပါတယ်ပလက်စတစ်ကိုဆွဲဖြဲပြီးထွက်လာတဲ့အခါမှာသူမဟာအမိုက်ကုန်ကြီးရဲ့အလဲကောင်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့နာရီအားလုံးကဟန်နာလူတိခဲ့တဲ့အမိုက်တွေကြီးပါပဲသူမကဘီးကခရစ်စိတ်သားကိုယူပြီးခွစ်စစ်မှုပြုလုပ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘာသာကသူမရှိမှပေါ်လာပါတယ်ဘာသာမရောက်လာခင်အချစ်ကိုအမြန်ဖယ်ရှားဖို့ဟန်နာအတီးလွှာကြိုးစားပါတယ်အချစ်ကိုဖျက်ထုတ်လိုက်ပေမဲ့ဘာသာကသူမကိုဖန်ဆွဲလိုက်ပါတယ်ဟန်နာပြန်ကုခံဖို့ကြိုးစားပေမဲ့ဘာသာကသူမရဲ့လက်ကောက်ဝတ်ကိုလိန်ချိုးလိုက်ပါတယ်အဲ့ဒီနောက်တခဏချင်းမှပဲဘာသာကသူမရဲ့အပေါ်ကနေတောက်ကွယ်သွားပါတယ်ဟန်နာတယောက်အမိုက်ပုံးထဲကိုမုန်းကြည့်နေတဲ့အရင်ကဟန်နာကိုမြင်လိုက်ရပါတယ်အဲ့ဒီဟန်နာကသူမကိုပြုံးပြပေမဲ့အဲ့ဒီအချိန်မှာပဲဂျိုစီကသူမရဲ့ဘားကိုရိုက်ပြီးတတိဝင်လာအောင်လုပ်လိုက်ပါတယ်ဟန်နာအသက်ရှင်ကြံ့ရက်ခဲ့ပါတယ်ဘာသာရဲ့အလောင်းကိုနောက်ဆုံးမှာမိရှို့တကြိုလိုက်ပါပြီအချိန်နှဲငယ်ကြာတဲ့အခါဟန်နာကသူမရဲ့လက်သေးတွေကိုအဲ့ဒီအယောင်တိုင်းပြန်ဆိုးပါတယ်အဲ့ဒီနောက်သူတို့ဟာတိတ်ဆိတ်တဲ့ဆရာတွေဖြစ်အဲ့ဒီအလောင်းတွေကိုဂုဏ်ပြုကြပါတယ်အဲ့ဒီနောက်မှာဟန်နာကအရင်တုန်းကသူမစားပစ်ခဲ့တဲ့တစည်းတွေအတွက်စားထိုးဖို့ကုံစုံအိတ်တွေကိုယူပြီးအာလာနာစီကိုတွားပါတယ်ဒါပေမဲ့အာလာနာကကုံစုံပစ္စည်းတွေကိုမလိုချင်ပါဘူးသူမကအမှန်တရားကိုလိုချင်ပါတယ်ဟန်နာမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုနားလည်ချင်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်သားအရင်လိုပြန်လဲရင်းနှီးလာကြပါတယ်အဲ့ဒီနောက်မှာဟန်နာကတခုခုကိုစားနေရင်းနဲ့တတိပြန်ဝင်လာပါတယ်သူမစားလဲမိတာကတော့အာလာနာဖြစ်နေပါပြီဒါနဲ့ပဲဒီဇလန်လေးကပြီးဆုံးသွားပါတယ်